စူပါမားကတ်မှာဈေးဝယ်နေတော့ကောင်မလေးဟာသူမရဲ့ရီးစားဟောင်းဖြစ်သူနဲ့သူ့ရီးစားတစ်တို့ကိုမထင်မှတ်ပဲဆုံလိုက်ရတယ်သူတို့နှစ်ယောက်ကွန်တုံးရွေးနေတာကိုမြင်တော့သူမကအဆက်မကွဲချင်တာနဲ့ပဲရီးစားရှိတယ်လို့ဟန်ဆောင်ပြီးအားကြမခံနီနာကဘူးတဘူးကိုအတင်းဆွဲယူလိုက်မိတယ်ဒါပေမဲ့ငွေရှင်းတဲ့အခါဝန်ထမ်းကသူမယူလာတာအမျိုးအစားမနေကြောင်းပြောလိုက်တဲ့အတွက်ဘေးမှာခိုးရီနေတဲ့ရီးစားဟောင်းရှိမှာပဲအန်ကျိတ်ပြီးတခြားတဘူးနဲ့လဲလိုက်ရပါတယ်အိမ်ရောက်တဲ့အခါမှာတော့သူမရဲ့ရံဖက်အိမ်နီးချင်းကောင်လေးကသူမအိတ်ကိုမတော်တဆတိုက်ချမိသွားတယ်အိတ်ထဲကပစ္စည်းကိုမြင်သွားမှဆိုလို့သူမဟာယောဂကျင့်နေတယ်လို့မျိုးခြေထောက်တစ်ဖက်နဲ့ပစ္စည်းကိုအမြန်ဖုံးအုပ်လိုက်ရတယ်အိမ်နီးချင်းကအိမ်ထဲပြန်ဝင်သွားတော့မှတက်ပြင်းချနိုင်ပေမဲ့ခဏကြာမှသူကပြန်ထွက်လာပြီးထိုဟာကိုတိသွားခဲ့တယ်ဒါပေမဲ့သူကဘာမှမဖြစ်တယ်လို့ပဲဟန်ဆောင်ပြီးဒါဟာနောက်ပြောင်မှုတစ်ခုလိုပဲသဘောထားလိုက်တယ်နောက်နေ့အားကစားပွဲမှာတော့သူမဟာဘဝင်မြင့်နေတဲ့ရီးစားဟောင်းကိုမရှုံးစေရဘူးလို့ကြိမ်ဆိုပြီးပထမရအောင်အစွမ်းကုန်စူးစမ်းခဲ့တယ်ဒါပေမဲ့ပန်းဝင်ခံနီးမှာပဲတခြားကစားသမားတစ်ယောက်နဲ့တိုက်မိပြီးလဲကျသွားတဲ့အတွက်သူမဟာရှက်လွန်းလို့ပြန်ထမလာတော့ပဲတတိလစ်နေတယ်လို့ဟန်ဆောင်နေလိုက်တော့တယ်ဒီအချိန်မှာအိမ်နီးချင်းကရောက်လာပြီးသူမကိုပွေ့ချီရင်းနေမူးလဲကျင်အောင်ဆောင်းမလို့ဆိုရင်လဲလက်ထဲကဒုတ်ကိုအရင်လွတ်ချအောင်လို့တိုးတိုးလေးပြောလိုက်တဲ့အခါသူမမှာအံ့အားသင့်သွားရတယ်အဲ့ဒီအချိန်ကစပြီးသူမရဲ့စိတ်ထဲမှာသူဟာတမျိုးလေးပြောင်းလဲသွားခဲ့တယ်စာတင်ကန်းနဲ့ပကြီးဆွဲရမယ့်အချိန်မှာသူမဟာပစ္စည်းပုံတွေဆွဲနေရင်အိမ်နီးချင်းကောင်လေးပုံကိုပဲအာယုံရောက်ပြီးဆွဲမိနေတယ်တတိပြန်ဝင်လာပြီးပန်းတီးပုံကိုပြန်ပြင်ဆွဲဖို့ကြည့်လိုက်တော့စက်ကူပေါ်ကပန်းတီးမာတောင်ဘိုက်ကြွက်သားတွေဆွဲထားမိသွားပါပြီကာယအချိန်မှာသူချွေးတွေဆွဲနေတာတောင်သူမကယုံစရာလို့မထင်ပဲကြည့်လို့ကောင်းနေပြန်တယ်သူမဟာယောက်ျားလေးတိုင်းကိုဒီလိုခံစားရတာလားလို့တခြားသူတွေကိုကြည့်မိပေမဲ့ဘသူ့ကိုမှကြည့်မရပဲသူ့ကိုပဲစိတ်ထဲမှာကြွေးနေမိတယ်သူစပ်တွေးဖြတ်လိုက်ရင်တော့သူမမျက်လုံးထဲမှာလင်းလက်နေတယ်လို့ခံစားရတဲ့အတွက်သူ့ကိုချစ်မိသွားပြီဆိုတာသူမနားလည်လိုက်တယ်ဒါကြောင့်သူ့ကိုဖွင့်ပြောဖို့ပြင်ဆင်နေတော့မှပဲသူကတခြားမိန်းကလေးတစ်ယောက်နဲ့ချိန်တွေ့နေတာကိုသူမမြင်လိုက်ရတယ်အဲ့ဒီမိန်းကလေးရဲ့အင်ဂျီကော်လန်အောက်မှာသူနဲ့တူတဲ့စုံတွဲတက်တူရှိနေတာကိုမြင်လိုက်ရတဲ့အတွက်သူမဟာအကြီးကျယ်စိတ်ပြတ်သွားပြီးသူ့ကိုစကားမပြောတော့ဖို့နဲ့သူ့အိမ်ဘက်ကပြတင်းပေါက်ကိုပါပိတ်ထားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကြောင်းစင်းချိန်မှာအဲ့ဒီမိန်းကလေးကသူ့မစီရောက်လာပြီးအေးတိုက်ဖို့ကန့်လန့်လာတယ်သူမကဒေါသနဲ့မေးမြန်းလိုက်တဲ့အခါမှာတော့အဲ့ဒီမိန်းကလေးမှာရီးစားရှိပြီးသားဖြစ်ကြောင်းသိလိုက်ရတဲ့တက်တူအကြောင်းမေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာစုံတွဲတက်တူမဟုတ်ပဲသူတို့နှစ်ယောက်လုံးအားပေးတဲ့အိုင်ဒေါ်ရဲ့အထိမ်းအမှတ်တက်တူသာဖြစ်နေပါတော့တယ်